ဒီနေ့ကျွန်တော်တို့စနေစကားဝိုင်းမှာတော့66နှစ်မြောက်ပြည်တော်စုနှစ်နော်ပြီးခဲ့တဲ့ဂျပန်ကကျွန်တော်တို့ပြီးခဲ့တယ်ဒါပေမဲ့ဒီနှစ်မှာဘာတွေထူးခြားလဲဆိုတော့ကိုညီကိုတွေသိတဲ့အတိုင်းပဲနော်ကျွန်တော်တို့မိသလောက်ပေါ့ဗျာကျွန်တော်တို့ဝေးတွေကမိသလောက်မှာပြည်တွင်းစစ်ရဲ့ပြင်းထန်မှုပါဒီ2012မှာကျွန်တော်တို့ပုံမှုထူးခြားတွေ့ရတယ်နော်ကျွန်တော်ရခိုင်ပြည်နယ်မှာလူမျိုးရေးဘာသာရေးအဓိကရုဏ်းတွေပြဿနာတွေတက်တယ်ကချင်ပြည်နယ်မှာတိုက်ပွဲတွေပြင်းထန်တယ်လေကြောင်းကနေပြစ်ခတ်တိုက်ခိုက်မှုအထိဖြစ်လာတဲ့အနေအထားတွေရှိလာတယ်နော်ဒီကြားထဲမှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ဒေါအောင်ဆန်းစုကြည်ကနေပြီးတော့ဒီပြည်တော်စုနေနဲ့ပတ်သက်ပြီးတဲ့အခါမှာဘာပြောခဲ့လဲဆိုတော့နော်ဒီကချင်ပြည်နယ်ပဋိပက္ခမှာပေါ့နော်သူ့ကိုဖိတ်ကြားခဲ့ရင်သူပါဝင်ပြီးဆောင်ရွက်မယ်နော်သူမဖိတ်ကြားဘဲနဲ့သူကပါဝင်ဆောင်ရွက်ရင်တော့ဒါသူ့ကိုသူအထင်ကြီးရောက်မယ်ဆိုပြီးတော့သူက humble ပေါ့နော်သူ့ကိုသူနှိမ့်ချပြီးသူပြောသွားတာတွေ့ရတယ်နော်နောက်တစ်ချက်ကလည်းဘာဖြစ်လဲဆိုတော့ဆက်ထဲမှာပဲ KIA ကနေပြီးတော့ဒီဒေါအောင်ဆန်းစုကြည်တူချင်းအနေနဲ့ဝင်ပြောဖို့အနေနဲ့မသိတော်ဘူးဆိုတာကျွန်တော်တစ်ခါတရင်ကထွက်လာတယ်အဲ့ဒီတရင်ကတော့ဦးလနန္ဒပေါ့နော်ဒီပြောခဲ့တယ်နော်ဒါအစိုးရဘက်ကနေတူချင်းအနေနဲ့ပါဝင်ပြီးတော့မပြောသင့်ဘူးဆိုတော့ပြောခဲ့တာလေဒီ KIA ဘက်ကပြောခဲ့တာလည်းရှိတယ်နော်ဆိုတော့ဒီလိုအနေအထားမှာဒီခုလို66နှစ်မြောက်ပြည်တော်စုနှစ်အနေအထားမှာခုလိုပြောကြဆိုကြတယ်တစ်ဆက်တည်းမှာပဲကာကွယ်ရေးဦးစီးချုပ်ဟုတ်လားကာကွယ်ရေးဦးစီးချုပ်နော်ဗိုလ်ချုပ်မင်းအောင်ဒုဗိုလ်ချုပ်မူကြီးနော်ဒုဗိုလ်ချုပ်မူကြီးမင်းအောင်လည်းရနေပြီးတော့ဒီအပြစ်ခတ်ရစေးအတွက်ဒါချင်းချင်းအတွက်စကားပြောဖို့ဆိုပြီးတော့ UNFC ကိုနော်တိုင်းရင်းသားများ United Federation of United Nationalist Federation Council ကနေပြီးတော့ပြောခဲ့တာလည်းရှိတယ်ဆိုတော့ဒါရင်းနဲ့ပတ်သက်ပြီးကိုမြတ်ဆိုခင်ဗျာဘယ်လိုယူဆလဲဗျာအခုလိုခုနပြောလို့ပေါ့ဗျာပြည်အောင်စုနေဆိုတဲ့ဥစ္စာကတော့အဓိကကတော့ဒီစစ်မှန်တဲ့ Federal ပြည်အောင်စုဟလာဖြစ်ပေါ်ရေးအတွက်ဟလာအကောင်လုံးကတောင်းဆိုနေကြတာပေါ့ဘလို့တောင်းဆိုနေတဲ့အချိန်မှာဒီနှစ်တော်တွင်းမှာတော့အခုလောလောဆယ်ပေါ့ဗျာပြည်တွင်းဆက်လို့ခေါ်ရမှာပေါ့ဟလာရခိုင်ဘက်မှာပဲဖြစ်ဖြစ်ကချင်ဘက်မှာပဲဖြစ်ဖြစ် KMO လာမှာပဲဖြစ်ဖြစ်ဟလာဟိုပြည်တွင်းဆက်တွေကနည်းနည်းပို့ပြီးတော့အချိန်မြင့်လာတယ်အချိန်မြင့်လာတဲ့အချိန်မှာအခုပြန်ပြီးတော့ဟလာဟိုဒါပေါ့အစိုးရဘက်ကရောစစ်တပ်ဘက်ကရောတိုင်းသားလူမျိုးစုကောင်းဆောင်တွေဘက်ကရောအခုစကားဟိုဆွေးနွေးပွဲတွေစလုပ်လာကြတာကိုတွေ့လာရတယ်ဒါကတော့ကောင်းတဲ့ခြေလှမ်းတစ်ရပ်ပေါ့ဟုတ်တယ်လားနောက်တစ်ချက်ကအဓိကတော့ခုနပြောလို့ပေါ့စစ်မှန်တဲ့ Federal ပြည်တော်စုလိုချင်တယ်ဆိုလို့ရှိရင်တော့နံပါတ်1ကစစ်ပွဲရဆက်ဖို့အရေးကြီးတာပေါ့ငြိမ်းချမ်းရေးတိဆောက်ဖို့အရေးကြီးတာပေါ့ငြိမ်းချမ်းရေးတိဆောက်ပြီးတဲ့အခါကျတော့မှခုနကပထမဆုံးခြေလှမ်းပြီးတော့မှတယောက်နဲ့တယောက်ဟလာဘယ်လိုဒီ Federal ပြည်တော်စုကိုတိဆောက်ကြမယ်Federal ဆိုတဲ့ဥစ္စာကတော့ကျွန်တော်တို့အမြင်ကတော့ Federal ဆိုတာကတော့ဟို take a time a long process ပေါ့နော်ဟိုနေချင်းညချင်းဟလာဖြည့်ရှင်းလို့ရတဲ့ကိစ္စမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ Federal လို့ပြောလာတဲ့အခါကြလို့ရှိရင်ဒီအဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ်ဟလာဒီလူတစုကပဲဖြစ်ဖြစ်ဟလာတိဆောက်လို့ရတဲ့ကိစ္စမဟုတ်ဘူး Federal ပြည်ထောင်စုပေါ်ပေါက်ဖို့ဆိုတာကဒီအစိုးရ level ဆိုတဲ့အဆင့်မှမဟုတ်ဘူးလူလူရဲ့ level တွေဟလာအခြေခံပြည်သူလူထုရဲ့ level တွေအဖွဲ့အစည်းတွေရဲ့ level တွေ level တိုင်းမှာခုနကပြောလို့ပေါ့ဒါဟိုဆက်ပြီးတော့စစ်မှန်တဲ့ Federal ပြည်ထောင်စုပေါ်ဖို့ဆက်လုပ်ရမယ့်ကိစ္စအဖွဲ့အစည်းတစ်ခုတည်းကလုပ်လို့ရတဲ့ကိစ္စမဟုတ်အဲ့လိုလုပ်ဖို့အတွက်ကခုနကပြောတဲ့အခါကျတော့ဒီဥစ္စာ process လို့ခေါ်တယ်နေချင်းညချင်းချက်ချင်းကြီးတော့လုပ်လို့မရဘူးပထမခြေလှမ်းတစ်ရက်ကတော့ခုနကပြောလို့ဒီစစ်ပွဲတွေရက်စဲမယ်ငြိမ်းချမ်းရေးတည်ဆောက်မယ်ဒါကတော့ကောင်းမွန်တဲ့ခြေလှမ်းတစ်ရက်သွားမယ်ဒါပေမဲ့စစ်မှန်တဲ့ Federal ပြည်ထောင်စုလုပ်ဖို့အတွက်ကတော့အချိန်ကြာမယ်ကျွန်တော်ရဲ့ personal အမြင်ပြောပြရမယ်ဆိုလို့ရှိရင်တော့ Federal ဆိုတဲ့ဥစ္စာကျွန်တော်ထောက်ခံလားဆိုလို့ရှိရင်ကျွန်တော် vote ပေးလိုက်မယ် Federal ဆိုတဲ့ဥစ္စာကပြည်ထောင်စုဆိုတာအမှန်ကောင်းမွန်တဲ့စနစ်တစ်ခုပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ဒီဘယ်နိုင်ငံမှာမှလူမျိုးတစ်မျိုးဘာသာတစ်ခုတည်းနဲ့တိဆောက်ထားတဲ့နိုင်ငံမရှိဘူးနိုင်ငံတိုင်းမှာလူမျိုးပေါင်းစုံရှိတယ်ဟလာဘာသာပေါင်းစုံရှိတယ်အဲ့တော့လူမျိုးပေါင်းစုံရှိတဲ့ဘာသာပေါင်းစုံရှိတဲ့နေရာမှာဘယ်လိုဟောင်းအတူနေထိုင်ကြမလဲဆိုတဲ့ဒီဥစ္စာကိုကမ္ဘာနိုင်ငံတွေအသီးသီးကနေပြီးတော့ဒီစနစ်ကြီးကိုတည်ထောင်လာခဲ့ကြတယ်အဲ့တော့ Federal စနစ်ရှိတဲ့နိုင်ငံတွေဥမာကျွန်တော်တို့အိန္ဒိယအမေရိကကနေဒါဒါတွေက Federal ပြည်ထောင်စုနိုင်ငံတွေပဲအမှန်တမ်းမှတိုးတက်တဲ့နိုင်ငံအဲ့တော့ Federal ပြည်ထောင်စုဖြစ်လာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခုနပြောလို့ပေါ့ဒါကောင်းတဲ့ဥစ္စာပေါ့နော်ဒါစနစ်တစ်ခုပဲဒါကျွန်တော်ထင်ပါတယ်ဘယ်သူမှလည်းလက်မခံနိုင်တဲ့အကြောင်းမရှိဘူးဒါပေမဲ့အဓိကပြဿနာကဒီပြည်ထောင်စုကိုဘယ်လိုသွားမလဲဆိုတဲ့ဟလာဥစ္စာအရေးကြီးတယ်နော်အဲ့လိုပဲကျွန်တော်မြင်ပါတယ်
ကိုကြီးဆိုင်ဝင်ကြောဘယ်လိုမြင်လဲကျွန်တော်မြင်ရတော့အခုဘာပြီးအချိန်တွေကတော့ခုနပြောသလိုငင်းချိုင်းဘက်ကိုဥတီတဲ့ခြေလမ်းနေပေါ့နော်ကျွန်တော်တို့တွေးရတယ်ပေါ့တမတော်ကာဝေးဦးစီးချုပ်ကလည်းသူကလည်းတမတော်အနေနဲ့ငင်းချိုင်းလိုလားပါတယ်ဆိုတဲ့အကြောင်းသူထုတ်ဖော်ပြောကြားလာတယ်ရှိပါတယ်ဆိုတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကြီးကိုလေးလာအကဲခတ်သူတယောက်နေရဲ့အမြင်နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အမြင်ကတော့ခုအချိန်တွေကကျွန်တော်တို့မြန်မာပြည်ကအလဲပြောင်းကာလတစ်ခုရောက်နေပြီးတော့မှလူတိုင်းလူကငင်းချိုင်းကြီးကိုလိုချင်ကြတယ်လေဆိုတော့နောက်တစ်ခုကပြည်တွင်းစစ်ကစိုးကျိုးတွေကိုလည်းကျွန်တော်တို့သိလာကြတယ်အားလို့ဆိုတော့ကျွန်တော်တို့လွတ်လပ်ရေးရပြီးကြတဲ့အခါတောက်လျှောက်ဖြစ်လာခဲ့တဲ့ပြည်တွင်းစစ်လေဆိုတော့ကျွန်တော်တို့ဘာမှကျွန်တော်တို့နိုင်ငံအတွက်ကောင်းတဲ့ရလဒ်တွေကျွန်တော်တို့မတွေ့ရဘူးနှစ်ဖက်စလုံးပေါ့နော်တေးသေးပျက်စီးဆုံးရှုံးကြတယ်ဒဏ်ရာရကြတယ်ဘဝတွေပြတ်ကြတယ်နိုင်ငံဘာနာတွေလည်းအများကြီးဆုံးရှုံးတယ်နောက်တစ်ခုကဂျားတွေကပြည်သူတွေလည်းမြေစာပင်ဖြစ်တာလည်းမနှဲတော့အဲ့တော့ကျွန်တော်အမြင်ကလက်ရှိအခြေအနေမှာပြည်တွင်းငင်းညာရေးကိုလိုချင်တဲ့ဆန္ဒတွေကလူထုကပုံများတယ်နော်တိုင်းရင်းသားလူထုတွေတကယ်စစ်ပေးစစ်တမ်းကားတဲ့ဒေသကတိုင်းရင်းသားတွေကပို့ပြီးတော့မှသူတို့လိုလားတယ်နောက်တစ်ခုကနှစ်ဖက်တိုက်နေကြတဲ့တမတော်သားတွေရောတစ်ဖက်ကဒီတော်တဲ့လက်နက်ကိုင်ဖွဲ့စည်းတွေတပ်ဖွဲ့ဝင်တွေအစငင်းညာရေးကိုလိုလားပါတယ်ဘာလို့ဆိုတော့သူတို့ကိုယ်တိုင်တိုက်နေရတာကိုနေ့တူကစစ်မြေပြင်မှာရင်ဆိုင်ပြီးတော့မှတိုက်နေကြရတာအဲ့တော့ကျွန်တော်မြင်တာကအခုစစ်ပွဲဆိုတာကအရင်ကျွန်တော်တို့ဆရာနာရှင်စနစ်ကလို့ပေါ့နော်အာနာရှင်တစုကနေဆုံးဖြတ်ပြီးတော့မှတိုက်ချင်တဲ့တိုက်လို့ရတဲ့အခြေအနေမဟုတ်တော့ဘူးနော်ကျွန်တော်တို့နိုင်ငံမှာအခုမီဒီယာလည်းပွင့်လင်းလာပြီဟုတ်လားငြိမ်းချမ်းတဲ့လွတ်လပ်ပွင့်လင်းတဲ့လူအဖွဲ့အစည်းတွေကလည်းဖြစ်ထွန်းတဲ့လောက်ဖြစ်ထွန်းလာပြီတကယ်ထိတ်ဆုံးအဆင့်ကြီးတော့မရောက်သေးဘူးကျွန်တော်တို့ခုမှစပြီးတော့မှအခြေတည်တဲ့ကာလပဲရှိသေးတယ်ဆိုတော့နောက်မီဒီယာတွေကလည်းပွင့်လင်းလာပြီနော်မီဒီယာတွေကလည်းကျွန်တော်တို့အခွင့်အရေးတွေတော်တော်ရလာပြီနောက်တစ်ခုကကျွန်တော်တို့ကအခုချိန်နေမှာကျွန်တော်တို့ကဒီမိုကရေစီကိုအခြေခံတဲ့ပါတီစုံစနစ်ကိုကျွန်တော်တို့တွားနေတယ်လွတ်တော်ထဲမှာအထိလဲကျွန်တော်ဒီငြိမ်းချမ်းရေးကိစ္စတွေကိုကျွန်တော်တို့ဆွေးနွေးနိုင်တဲ့အနေအထားမှာရှိတယ်နောက်တစ်ခုကဒေါန်ဆန်းစုကြည်တို့ဘာလို့လို့ဟလာငြိမ်းချမ်းရေးနိုဘယ်ဆုရထားတဲ့ခေါင်းဆောင်တွေလည်းရှိတယ်ဆိုတဲ့အခါကျတော့ကျွန်တော်မြင်ကအခုစစ်ပွဲဆိုတာကဟလာကာဝယ်ဦးစိတ်ချုပ်သူ့ရဲ့သဘောဆန္ဒတစ်ခုတည်းနဲ့တိုက်လို့လည်းမရတော့ဘူးနိုင်ငံတော်သမ္မတသူ့တယောက်တည်းသဘောဆန္ဒနဲ့လည်းတိုက်လို့မရတော့ဘူးတစ်ဖက်ကဒေါ်ရလက်နက်ကိုင်ဖွဲ့စည်းဘက်ကလည်းတချို့တင်းမာတဲ့သဘောထားရင်းနဲ့တရေသေးစုပ်ကင်ထားပြီးတော့မှဟာအရှော့မပေးစတဲ့မဆေးဆက်စတဲ့ဆက်လက်တိုက်မယ်ဆိုလို့ရှိရင်လည်းဒေသခံလူထုတွေကမနစ်ချိုက်တော့ဘူးဆိုတဲ့အခါကျတော့ဒါတွေကအားလုံးတတိထားရမယ်အချက်လိုက်တွေပေါ့နော်ဆက်ပြီးတော့မှဒီစစ်ပွဲတွေကိုဆက်လုပ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်နိုင်ငံဒီတက်ပူနင်မုန်းဖို့ပဲရှိတော့တယ်အဲ့တော့ကျွန်တော်တို့အားလုံးကအမြင်တွေပြောင်းလဲဖို့လိုလာတယ်အမြင်တွေပြောင်းလဲဖို့ဆိုတဲ့နေရာမှာကျွန်တော်ခုနပြောသလိုထိပ်ပိုင်းဆိုင်ရာခေါင်းဆောင်တွေကစဟလာနိုင်ငံတော်သမ္မတကြီးအစအစိုးရဖွဲ့ဝင်တွေဟလာလွတ်တော်မှာပါဝင်နေတဲ့နိုင်ငံရေးပါတီဖွဲ့စည်းပုဂ္ဂိုလ်တွေဟလာတစ်ဖက်ကလည်းကျွန်တော်တို့တော်တော်လက်နက်ကိုင်ဖွဲ့စည်းရတာဝန်ရှိပုဂ္ဂိုလ်ခေါင်းဆောင်တွေတပ်ဖွဲ့ဝင်တွေအစဟလာဒေသခံပြည်သူလူထုတွေအစဗမာပြည်သူလူထုတရက်လုံးကစကျွန်တော်တို့ငြိမ်းချမ်းရေးကိုနှိမ့်နှိမ့်ချိုက်ချိုက်လိုလားပြီးတော့မှကျွန်တော်တို့အမြင်ကျကျနဲ့သွားဖို့ကာလတစ်ခုကျွန်တော်တို့ရောက်နေဒီအချိန်ဒီမှာမှကျွန်တော်တို့မပြောင်းလဲဘူးဆိုလို့ရှိရင်ကျွန်တော်တို့နောင်လာမဲ့ကျွန်တော်တို့မျိုးဆက်တွေကိုကျွန်တော်တို့ဘာမှပေးစရာမဝင်မရှိဘူးဒီစစ်ပွဲတွေကိုပဲဆက်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လောက်ရာဇဝင်ရိုင်းမှာရိုင်းမဲ့လို့ရှိမှာမဟုတ်တော့ကျွန်တော်ဒီလောက်ပဲပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကဲပြောတော့တဲ့အချက်တွေကတော့အများကြီးပဲကဲပြီးတော့မှကျွန်တော်ပြန်ပြီးတော့ဒီနေ့ပြန်မေးမယ်ပေါ့နော်ပြန်ဆွေးနွေးမယ်ကဲကိုတင်မောင်ထွေးကျွန်တော်အနေထားကတော့ပြည်တော်စုလို့ပြောနေတာနှစ်ပေါင်း60ကျော်80လောက်တော့ရှိပြီဗျနော်တကယ်တမ်းကျတော့ပြည်တော်စုမူတရားမျှတပြီးတော့စစ်မှန်တဲ့အများတိုင်းသားပြည်သူတရက်လုံးကျင့်တဲ့လက်ခံတဲ့ပြည်တော်စုမူစစ်ကျင့်သုံးတာတော့ကျွန်တော်ယနေ့ထိတိုင်မတွေ့ရအောင်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုဆွဲလိုက်တိုင်းပြည်တွင်းစစ်ကတောက်လောင်တာပဲဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဗျာမိလောင်လောင်စာစီလိုပဲဗျာဆိုတော့ပြည်တွင်းစစ်မီးကိုမှုရဟာလို့ပဲကျွန်တော်တွေ့နေရတယ်48ဖွဲ့စည်းပုံလည်းအဲ့လိုပဲနောက်တစ်နှစ်ကြာမှပြည်တွင်းစစ်တောက်လောင်တာပဲအခုလည်းပဲဒီလို2008ပြည်တွင်းစစ်တောက်လောင်တာပဲဒီနေ့ဆိုတော့တစ်နှစ်နဲ့အတွင်းပြည်တွင်းစစ်တောက်လောင်တာပဲဆိုတော့ဖွဲ့စည်းပုံဆိုတာအာဏာလက်ရှိထားသူရဲ့ကိုကျိုးစည်းပွားကိုကာကွယ်ပြန်တန်းတရက်အနေနဲ့လုပ်မယ်ဆိုရင်တော့အလကားပဲတနတ်စားညံနဲ့ပေါ့ဗျာတလုတ်စားညံတနတ်စားညံနဲ့လုပ်မယ်ဆိုရင်တော့အလကားပဲအခုလိုခြေပြင်းဆွေးနွေးမယ်ဟလာလက်နက်ကင်ဖွဲ့စည်းမျိုးစုံဟလာတိုင်းသားပေါင်းစုံဟလာအာဏာလက်ရှိကင်ထားတဲ့လူတွေရောနောက်အတိုက်ခံတွေရောနော်စုပေါင်းပြီးဆွေးနွေးကြမယ်ဆိုရင်ဒါကောင်းမွန်တဲ့ရလဒ်ပဲနောက်တနည်းကနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ခုနဒေါအောင်ဆန်းစုကြည်ပြောရတယ်ဟလာသူဟိုဖိတ်ခေါ်လို့ရှိရင်သူဆွေးနွေးမယ်မဖိတ်ခေါ်တဲ့ခါကျတော့ဆွေးနွေးလို့မဖြစ်ဘူးဆိုသူပြောတယ်ဒါပေမဲ့သူနဲ့ပတ်သက်လို့တော့ကျွန်တော်1988ခုတော့ကကျွန်တော်တို့ဂျားပြအစိုးရဖွဲ့ဖို့လူထုတရားလုံးကတောင်းဆိုတယ်ဗျနော်
ဒေါအောင်ဆန်းစုကြည်ရဲ့ဦးတင်ဦးရဲ့ကျန်တဲ့3ယောက်ပါတယ်နော်သူတို့မရှိကြတော့ ဦးလူပါ အဲ့တော့လူတို့ကတခဲနဲ့တောင်းဆိုတော့သူမလုပ်ခဲ့ဘူးနောက်ပုဂ္ဂိုလ်ရေးနေထားရှိမယ်ခြားနေထားရှိမယ်မလုံနိုင်ခဲ့ဘူးမလုပ်ခဲ့ဘူးနော်ဒါတောင်းဆိုလို့မလုပ်ခဲ့တာနော်ကောင်းပြီအဲ့တော့လူတို့ခေါင်းဆောင်လို့ကိုခံယူလိုက်တဲ့ခါကြရင်ဟာလားမတောင်းဆိုလဲလူတို့အနေထားတရားရလောက်ရမယ်ဆိုလို့ရှိရင်လှုပ်တင်လှုပ်ထက်တာလောက်ရမှာပဲလို့ကျွန်တော်မြင်တယ်နော်ဟုတ်ကဲ့ဆရာတို့တွေ3ယောက်တော့တော်တော်ပြောသွားပြီ ဟုတ်ကဲ့ ကဲဆရာပြောတာကျွန်တော်နားထောင်ပါမယ် ဟုတ်ကဲ့ဆရာဟိုဒီမှာအခုရေဘော်တောင်းဆိုလုံးပြောသွားတဲ့သဘောထားတွေကောင်းပါလေဆရာတိတ်တော့မဖြစ်ပါဘူးဟိုကျွန်တော်နဲ့တိတ်ကွဲလွဲစရာတော့မရှိပါဘူးကျွန်တော်နည်းနည်းလေးတမိုင်းတော့ပြန်ကောက်ချင်တယ်1948ခုနှစ် Constitution ကိုတင်မောင်ထွေးပြောသွားတဲ့အချက်ပေါ့အဲ့ရနေပြည်တွင်းစစ်ဖြစ်တာပဲဒါကဟိုအကြောင်းတစ်ချက်ပါကျန်တဲ့ဟိုပြည်တွင်းစစ်ဖြစ်စရာအကြောင်းတွေအများကြီးရှိပါသေးတယ်ဟိုဒီစီလုံးညီညွတ်မှုဖတ်ဖလာပြိုကွဲတာပေါ့ဗျာအဲ့ရစတာပေါ့ဗျာပြည်တွင်းစစ်ကြီးကစဆိုတော့ကျွန်တော်ဆိုလို့ရှိရင်ပြည်တွင်းစစ်ဖြစ်ပြီးတဲ့နောက်နှစ်မှာပဲကျွန်တော်မွေးတာ48မှာပြည်တွင်းစစ်မတ်လမှာပြည်တွင်းစစ်ဖြစ်တယ်ကျွန်တော်ကနောက်နှစ်49မတ်လမှာမွေးတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်ခါးသီးခံခဲ့ရတာကျွန်တော်ယူမီးရှို့ခံရတယ်ကျွန်တော်မွေးတာအဲ့ပြပုံမှာမွေးခဲ့တာ49မတ်လမှာဆိုတော့ဒါတွေပြောမယ်ဆိုရင်ကျွန်တော်လိုပဲအလားတူပန်းနဲ့ချီပြီးတော့ကျွန်တော်ပြည်သူတွေဒုက္ခရောက်ကြတယ်ဟုတ်ပြီဒါပေမဲ့ဒီတိုင်းသားလူမျိုးစုတွေနေထိုင်တဲ့ဒီကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့လူအဖွဲ့အစည်းမှာပြောချင်တာကတော့တက်လာတဲ့ဟုတ်လားတက်လာတဲ့အစိုးရတိုင်းတနည်းအားဖြင့်တော့ဟုတ်လားဖိနေအုပ်ချုပ်တဲ့နော်လူဒန်းစားတိုင်းဟာအစိုးရတိုင်းဟာဒီတိုင်းသားတွေပေါ်မှာဒီကောင်းကောင်းမွန်မွန်ပေါ့ဗျာဟိုသူတို့ရဲ့လူဝင်ဆန္ဒတွေကိုထဲ့သွင်းမစင်းစားနိုင်ခဲ့ဘူးအကြောင်းတွေပေါ့ဗျာရှိလိမ့်မယ်အဲ့ထက်မှာဘယ်လိုပဲဖြစ်စေ anyway ပေါ့ဘယ်လိုပဲဖြစ်စေသူတို့အဲ့ဒါကိုမစင်းစားနိုင်ခဲ့ကြဘူးသူတို့မလိုက်ရောနိုင်ခဲ့ကြဘူးအဲ့တော့ဟာလာဒီပြည်တွင်းစစ်ကြီးဟာရှည်တဲ့ရှည်လာပြီးနောက်ဆုံးကျတော့စစ်အာဏာရှင်စနစ်ကြီးဖြစ်ပေါ်လာတာပေါ့ဗျာစစ်တပ်ကနေပြီးတော့ဟာမိချောင်းကနေပြီးတော့ဖုတ်ကနေမိချောင်းဖြစ်လာတာပေါ့ဗျာစစ်အုပ်စုကကြီးစိုးလာတာပေါ့ဗျာဆိုတော့ကောင်းပြီဒါပေမဲ့ဒီနေ့ကာလမှာကျွန်တော်အဲ့သင်ခန်းစာတွေယူဖို့လိုပြီဒီနေ့အုပ်စိုးသူတွေက2008ဖွဲ့စည်းပုံကြီးကိုဘေးနားမှာချထားတယ်တစ်ဖက်ကဟုတ်လားဟိုတိုင်းသားခုနဟိုဘိုးကြီးဆိုင်ဝင်းကျော်ပြောသလိုပေါ့အဘက်ပေါင်းစွာတွေကိုဒီနေ့ငင်းငင်းကြီးတောင်းဆိုနေကြတာဟုတ်လားလူမန်းသိစားတဲ့အရွယ်ကနေပြီးတော့ဟိုအဖိုးကြီးအဖွားကြီးထိအကုန်လုံးကတောင်းဆိုနေကြငင်းငင်းကြီးဒီမိုကရေစီရေးငင်းငင်းရေးဒါကျွန်တော်တို့66နှစ်စလုံးကြွေးကြော်လာခဲ့တဲ့ကြွေးကြော်ချက်တွေပါဒီနေ့ကတော့မဖြစ်မနေလိုရတော့မယ်အပိုင်းအဲ့တော့အုပ်စိုးသူတွေကဒီဖွဲ့စည်းပုံစစ်အာဏာရှင်စနစ်တီမြဲရေးခိုင်ခံရေးအတွက်ရေးဆွဲထားတဲ့စိတ်တိုင်းရရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံနဲ့ကင်ထားတယ်ဒီဘက်ကညီညာကြီးလည်းလုံမယ်လို့ပြောတယ်ဟုတ်လားတိုင်းသားညီညွတ်ရေးကိုတိဆောက်ပါမယ်လည်းပြောတယ်မခစားတော့မဖြစ်ဘူးတင်တယ်2008ဖွဲ့စည်းပုံဟုတ်ကဲ့ဟုတ်ကဲ့မပြင်ဆင်သေးဟုတ်လားဆရာနော်ဆိုတော့လိုက်လွှဲညီတွေမပြင်ဆင်သေးကာလပတ်လုံးဒီဖွဲ့စည်းပုံကြီးကိုကင်ပြီးတော့ကဒီဘက်ကညီညွတ်ရေးလုပ်မယ်ပြည်တွင်းစစ်ရက်စဲမယ်ဟုတ်လားဟိုတိုင်းပြည်တိုးတက်အောင်လုပ်မယ်ဒီမိုစီစနစ်သွားမယ်ဆိုလို့ရှိရင်ဘယ်နည်းနဲ့မှမရနိုင်ဘူးဆိုတော့ကျွန်တော်ကဟိုဒီကိုတွေပြောတဲ့စကားကိုကျွန်တော်တစ်ချက်နားထောင်ရတဲ့မှာကိုမြတ်စိုးပြောတဲ့ထဲမှာ Federal process ပေါ့နော် Federal နိုင်ငံကိုထောင်ဝင်သွားမယ်ဆိုရင်ကိုမြတ်စိုးဥပမာပေးသွားတယ်ကနေဒါတို့အမေရိကန်တို့ဟုတ်ကဲ့အိန္ဒိယပြည်တို့ပြောသွားတယ် Federal ပြည်တော်စုတွေမှာလည်းကျွန်တော်လေ့လာသလားဆိုရင်စိုးကျိုးနဲ့ကောင်းကျိုးတွေဘယ်ဟာမှ6ပြီးกินတယ်လဲစင်တော့မရှိဘူးเนาะသူ့ရဲ့စိုးကျိုးကောင်းကျိုးကတော့အများအားဒွန်တွဲနေတာပဒါလောကကြီးရဲ့တဘာဝပဲဥပမာဆိုတော့ဗျာကနေဒါနိုင်ငံမှာ Quebec ပြည်နယ်ကနေပြီးတော့ခွဲထွက်ဖို့တဲ့သူတို့ referendum လုပ်တယ်เนาะဒါပြီးခဲ့တဲ့နှစ်ကဒါမဲရှုံးသွားလို့သာခွဲမထွက်တာเนาะအဲ့ကနေဒါနိုင်ငံတွေက Quebec ဆိုတော့များသောအားဖြင့်သူတို့ပြင်သစ်စကားပြောနေပေါ့ဆိုတော့ဒီ Federal နဲ့အသားကျနေတဲ့နိုင်ငံကြီးတွေတောင်မှပြဿနာရှိတယ်ဟုတ်ကဲ့ထို့အတူပဲစပိန်နိုင်ငံမှာလည်းဒီမိုးတွေဆိုတာဒီအစ္စလမ်ဘာသာဝင်တွေနေထိုင်တဲ့ပြည်နယ်ကနေပြီးခွဲထွက်ဖို့မဲပေးရတယ်ရှိခဲ့တယ်ဟုတ်ဒါလက်တလောတော့ကျွန်တော်တို့တွေ့နေရတာပေါ့နော်အမေရိကန်ပြည်ထောင်စုမှာကျွန်တော်တို့ပြည်နယ်90ရှိတယ်အာရှပြည်နယ်ငမဲပြည်နယ်လူမဲပြည်နယ်လူဖြူပြည်နယ်ဆိုပြီးခွဲထားတာမရှိဟုတ်ကဲ့ပြည်နယ်သူ့နာမည်လိုက်သူခွဲထားတာရှိတယ်နော်ကျွန်တော်ဥမာနိုင်ရှင်ကျွန်တော်ဗမာပြည်မှာနိုင်ရှင်ဟလာကချင်ပြည်နယ်ကရင်ပြည်နယ်ရှိတယ်ဒါပေမဲ့ဒီမှာလူမဲပြည်နယ်လူဖြူပြည်နယ်မက္ကဆီကန်ကပြားပြည်နယ်အာရှကပြားပြည်နယ်ဆိုလို့မရှိဘူးပေါ့နော်အဲ့တော့သဘောတဘာဝတွေကမတူဘူးပေါ့အဲ့တော့ကျွန်တော်တို့ကဖက်ဒရယ်နိုင်ငံသွားတဲ့အခါမှာ
ဒီစိုးကျိုးတွေရောကောင်းကျိုးတွေရောကဘာရိုက်မှာဖြစ်နေတဲ့သင်ခန်းစာတွေကိုယူပြီးတော့ကျွန်တော်တို့သွားသိနေလို့ကျွန်တော်ကတော့ပထမအနေနဲ့ကျွန်တော်စဉ်းစားခေါင်းထဲမှာပေါ်လာတာပေါ့နော်ဟုတ်ကဲ့အဲနော်နောက်တစ်ချက်ကပိုကြီးဆိုင်ဝင်ကျော်ပြောသွားတယ်လက်ရှိအနေထားမှာအခွင့်အလမ်းတွေဖြစ်လာတယ်လူထုတွေကနေပြီးတော့တောင်းဆိုလာတယ်နော်အဲ့ဒါဘာနဲ့သွားဆက်ဆက်လဲဆိုတော့ကိုဒီမောင်ထွေးလုံခဲ့တဲ့စကားဝိုင်းတစ်ခုမှပြောခဲ့တယ်နော်ပြည်သူတွေရဲ့ involvement မှာပါဝင်ဆွေးနွေးမှုသူတို့နှစ်ဖက်လုံးကတိတ်ပြီးတော့ရေးမထားဘူးပေါ့နော်တမတော်ပိုင်းကခေါင်းဆောင်နေဒီ KIA အပါဝင် KIO အပါဝင်ဟာလာတိုင်းရင်းသားနဲ့ကန်ခေါင်းဆောင်တွေကမိမိရဲ့ပြည်သူတွေရဲ့အတန်ကိုဒီလောက်နားမထောင်မင်းနဲ့သူတို့လှုပ်ချင်တာသူတို့ရဲ့ဟိုဝါဒတိုင်းတွားနေတဲ့ပုံစံရှိတယ်ဥပမာစောစောဘိုးကြီးပြောဆိုပေါ့လူထုတွေစစ်ပွဲဆိုတာဆရာရုပ်ရှင်ထဲမှာဒါကျွန်တော်တို့ချစ်လို့ခေါင်းနေတာလက်တွေ့စစ်ပြေတွေမှာခံစားတာဘယ်လောက်ခဲ့လဲဆိုတော့ခင်ဗျားတို့ကျွန်တော်တို့အားလုံးကိုယ်တွေ့ဖြတ်တန်းခဲ့ရတာဒီဘဝကိုဟုတ်လားအဲ့ဘိုးကြီးတို့ဆိုတမတော်မှာဖြတ်တန်းခဲ့ရတယ်ကျွန်တော်တို့ဆိုလက်နဲ့ကကိုင်နေဆက်လက်နဲ့ကိုင်နေပြီးမှကျွန်တော်တို့နေခဲ့ရတယ်တိုက်ပွဲတွေရှိရတွေ့ခဲ့ရတယ်နော်ရုပ်ရှင်ထဲမှာဒါကြည့်ကြောင်းတာလက်တွေ့မှာမလွယ်ဘူးအဲ့မှာလက်နဲ့မချိတဲ့တာမန်ပြည်သူရက်သားရဲ့ဘဝဆိုဘယ်လောက်ဆိုးလဲဆိုတာနှစ်ဖက်လုံးရံကိုကြောက်ရတယ်ပြည်တွင်းစရရုပ်ရှင်ရိုက်တာမဟုတ်ဘူးဆရာဟုတ်ဆိုတော့အမတန်မှကြောက်ရတယ်အဲ့တော့အကယ်လို့နော်အခုဒီပြည်တွင်းမှာပြည်သူတွေမှာရောတိုင်းသားနေမြေကပြည်သူတွေမှာရောပွင့်လင်းတဲ့လူအဖွဲ့အစည်းတွေဖွဲ့ပြီးတော့အထူးသဖြင့်တိုင်းသားနေမြေတွေမှာရောလက်နက်ကင်တိုင်းသားအဖွဲ့အစည်းတွေအတန်တစ်ခုတည်းမဟုတ်ဘဲနဲ့ဒေသခံတိုင်းသားပြည်သူတွေရဲ့ပွင့်လင်းတဲ့လူအဖွဲ့အစည်းတွေအတန်ရောနားမထောင်သင့်ဘူးလားကျွန်တော်စဉ်းစားမိတယ်နော်ဟုတ်ကဲ့ဆိုတော့ပြည်တွင်းမှာရှိတဲ့ပြည်သူတွေရဲ့ငြိမ်းချမ်းလူလာတဲ့အတန်လက်နက်ကင်ပဋိပက္ခအဓိကဖြစ်နေတဲ့ပြီးတွေလောင်နေတဲ့ဒေသတိုင်းသားပြည်သူတွေရဲ့တာမန်ပြည်သူတွေအတန်ရောနားထောင်နေအဲ့ဒီပြည်သူတွေရဲ့ရင်ခုန်တန်ခြင်းနေပြီးတော့ငြိမ်းချမ်းရေးပေါ်ဆောင်တဲ့နေရာမှာအထောက်အကူများဖြစ်မလားဆိုတော့အများကြီးရတော့ဗောနော်ကျွန်တော်စဉ်းစားမိတာပေါ့နော်ဆရာဆိုကျွန်တော်တို့ညီကိုတွေပြောတဲ့အချက်ကိုကျွန်တော်သုံးသပ်တာပေါ့နော်ဆရာကတော့တမိုင်းချောင်းအဓိကပြောခဲ့တယ်ဟုတ်ကဲ့ဒီသတင်းတစ်ခုထဲမှာပဲတိုက်ဆိုင်ဆိုင်2008ဖွဲ့စည်းပုံကလည်း1949ဖွဲ့စည်းပုံကိုစန့်ကျင်မဲ့ဖြစ်နေတယ်နော်1949ကဒီဖွဲ့စည်းပုံ2008ကဒီဖောက်ဖြစ်ခဲ့တဲ့အတွက်ဒီအခုလိုငြိမ်းချမ်းရေးမရပဲဖြစ်နေတယ်ဆိုတာဒီမှာဒီကချင်ကနေခေါင်းဆောင်တယောက်ကပြောထားတာရှိတယ်နော်အဲ့တော့ကိုတင်မောင်ထွေးပြောတော့ပဲ49မှာဖွဲ့စည်းပုံဆွဲခဲ့တယ်48မှာပြည်တွင်းစစ်တောက်တယ်2008မှာဖွဲ့စည်းပုံဆွဲတယ်2012မှာအကြီးကျယ်တိုက်တယ်တခါပြန်ပြောထားတယ်1949ကတော့ဟာ2008ကဖောက်ဖြစ်လိုက်တယ်လို့ဖြစ်ပြန်အောင်ဆိုတော့ဒီလိုအနေထားတွေကြားထဲမှာကျွန်တော်တို့ဘလို့ဒီပြဿနာကိုကျွန်တော်တို့ရှုတော့နေဘလို့ဟုတ်ကဲ့စဉ်းစားဖြေရှင်းနေတယ်ဆိုတော့ကျွန်တော်နည်းနည်းပြောအောင်ကျွန်တော်ကတော့ကျွန်တော်အရင်ကလည်းပြောခဲ့ဘူးလေလက်ရှိ reality ကိုကျွန်တော်တို့ဒီကဖြစ်တဲ့ဖြစ်နေတဲ့အနေအထားတွေကိုကျွန်တော်တို့ပြောင်းပြောရမယ်ဟုတ်ကဲ့နော်မျက်နာနာမယ်အားနာမယ်စီးရုံးမှုပြုတ်ခွဲမှာကြောက်ပြီးမပြောဘဲနေအဲ့ဒါပို့ဆိုးတော့အကျိတ်ကန်ဆာလို့ဖြစ်ပြီးတော့ချိန်ညိုင်ကုစားလို့မရတော့နော်ဗမာပြည်ကအဲ့ပြဿနာပဲနော်ဆက်ပြောလို့ဟုတ်တခြားမကြည့်နဲ့ကျွန်တော်တို့ကပြည်တွင်းနဲ့ဝေးနေတာကြားပြီကျွန်တော်တို့ပြည်ပရောက်လာတာ88နောက်ပိုင်းနဲ့ရောက်လာ24နှစ်ရှိပြီဟုတ်လားဒီအမေရိကန်မှာပဲကြည့်ကျွန်တော်တို့ဗမာတွေကိုမုံလို့ဗမာစကားမပြောဘူးဆိုတဲ့တိုင်းသားကျွန်တော်တို့နေတဲ့မြို့မှာရှိတယ်လေဒါအမှန်ပဲနော်ကျွန်တော်ကျောင်းမှာတူတက်တဲ့လူတယောက်ရှိတယ်သူကျွန်တော်အင်္ဂလိပ်လိုပဲအမြဲတမ်းဆက်ဆံတယ်သူ့ဘယ်နိုင်ငံမှလည်းမသိဘူးနေ့ကြာတော့မေးတယ်အဲတက္ကသိုလ်မှာနော်ဒီကတက္ကသိုလ်မှာနော်ဟုတ်ကဲ့ What country are you from ဘယ်နိုင်ငံလဲဆိုတော့ဘာမှအဲ့နေ့ရှိပြီကျွန်တော်ဗမာလိုလုံးဝမပြောဘူးသူကျွန်တော်မှာပြက်လာတဲ့တိုင်းသားမှလည်းကျွန်တော်မသိဘူး။ကြာကျွန်တော်တို့မလေးရှားအင်ဒိုနီးရှားထိုင်းကျွန်တော်ရုပ်ပြစင်တူတွေလေနော်ခွဲရခက်တယ်။ဟုတ်တော့ तू ကဗမာစကားလုံးဝမပြောနော်။နောက်တစ်ချက်ဒီနိုင်ငံမှာမင်းဘယ်ကလာလဲဆိုတော့တိုင်းသားနိုင်ငံတစ်ခုကလာတာလေဗမာပြက်လာတယ်မဟုတ်ဘူးဆိုတော့ပြောတဲ့တိုင်းသားတွေလည်းဒီမှာရှိတယ်။ဒါလက်တွေမှာကျွန်တော်တို့ထုတ်မပြောကြဘူး။အဲ့တော့ပြည်ထဲမှာလည်းအနေထားတွေမျိုးမျိုးရှိတယ်လို့ပြည်ပမှာရောက်နေတဲ့ဗမာပြည်သားတွေကြားထဲမှာဒီပြဿနာတွေရှိတယ်နော်ဟုတ်ပါဒါပကတိပဲဒါကိုထုတ်ပြောအောင်အာနာတာတို့ညနာထောက်နေရတာတို့စီးရုံးရေးပြတ်မှာဆိုတော့အဲ့လိုသာထောက်နေကျွန်တော်ဖြေရှင်းလို့ရမှာမဟုတ်ဘူးနော်ကျွန်တော်ရဲ့ကိုယ်ပိုင်ယူဆပေါ့နော်အဲ့တော့ဘယ်လိုစပြီးဘယ်လားဖြေရှင်းကောင်းမလဲကျွန်တော်တို့အစလေးရောရထားပြီပေါ့နော်ဟုတ်ကဲ့ကြိုက်နေတဲ့စဉ်းသင်းရှိတဲ့လူကစပြောပေါ့